ဆက်ရင်တော့သာသနာအာဂမြင့်ထဲပေါ့ဗျာနော်ဗုဒ္ဓသာသနာသမိုင်းဆိုတော့အာဂမြင့်ထဲဒီတော့သမိုင်းကိုတက်ခွဲထုတ်လိုက်ဗုဒ္ဓသာသနာသမိုင်းပေါ့ဗျာဒီတော့အဲ့လိုခွဲရေးတယ်ပါဗျာနော်မြတ်စွာဘုရားရှင်ဆုံးမတဲ့အဆုံးအမမြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စဉ်အကြောင်းအရာတွေအမှတ်သားတွေနော်အတွေ့အကြုံတွေလုပ်ငန်းစဉ်တွေကိုဗုဒ္ဓသာသနာသမိုင်းလို့ခေါ်ပါတယ်ပေါ့နော်အဲ့ဒါပြီးတော့တို့ကဘုရားရှင်ရဲ့ပြီးခဲ့စာပေထဲမှာသမိုင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးပါသလားဗျရှင်ပြတို့ပြီးတော့မေးခွန်းမေးကြည့်တော့ပါဗျာနော်နားလဲတယ်လို့ပြေးပြဒီတော့အပြေမှန်လို့ရင်တာမဟုတ်ဘူးရှင်ပြတို့တွေးတာကိုလို့ရှင်တာတပည့်တော်သင်္กี้ကိုသွားပါဗျာနော်ပါပါတယ်ဗျာနော်ပါတယ်ဆိုတော့ဘယ်လိုဟာမျိုးဖြစ်မလဲဝိနည်းမဟာဝါမှာဘာတွေ့လဲဗျဖွာခဲ့တဲ့နေရာတွေသွားခဲ့တဲ့အကြောင်းအရာတွေဒါတွေကျေးဇူးတင်တယ်ဗျာနော်တော်တော်လေးကောင်းပါတယ်ဗျာနော်နောက်တဲ့အရှင်းပြများရဗျာcommunication လုပ်တဲ့ဟာတွေပေါ့နော်အဲ့တော့ဘယ်မှာဘယ်သူနဲ့ဘာပြောခဲ့တယ်ဘာလုပ်ခဲ့တယ်ဆိုတာဒါလေးလည်းသမိုင်းအကြောင်းအရာတွေပေါ့နော်ကောင်းလိုက်တာဗျာနော်နောက်တစ်ပါးလောက်ဗျာသမိုင်းဆိုတဲ့ဟာကိုဗုဒ္ဓသာသနာမှာဘယ်လိုမျိုးသဘောတရားတွေကိုရှင်ပြတို့လေ့လာပြီလဲအဲ့တော့သမိုင်းဆိုတာဒီလိုတစ်ချက်စဉ်းစားကြည့်ဗျရှင်ပြတို့ဒီလိုဘာသာကစဉ်းစားရမှာနော်သမိုင်းတရားတဲ့အကြောင်းရင်းပြီးရင်လာလိုက်မယ်စဉ်းစားသိခြင်းလို့တင်တာဆိုတော့ဒီလို conceptual thinking ကိုသွားတာဗျာနော်ဆိုတော့ခါတိုင်းတပြီးတော့ stand နဲ့တင်တာပို့လွတ်လာတယ်ပြောလိုက်ဆိုလိုက်သွားတယ်ဒီတော့ဒီတင်တဲ့ဘုန်းကြီးကိုဗျာနော်အခုနေနဲ့ကြုံသွားတယ်အတန်အတန်နဲ့ကြုံသွားတယ်လို့ဖြစ်တယ်နော်ရှင်များများညီတော်တော်များဒီတော့မအမ်းပါဘူးနော်အခုညီကိုလေးလို့သဘောထားတဲ့အတွက်ဒီရှက်အမ်းမရှိဘူးဒါပေမဲ့ဒီတော့ type ကကြုံသွားတယ်လို့ဖြစ်သွားတယ်ကဲဟုတ်ပါပြီနော်ဆိုတော့ဒီလိုသမိုင်းပေါ့ဗျာနော်အဲ့ဒါနဲ့ပတ်သက်ပြီးရှင်များနည်းနည်းခုနကဒီလိုမေးတဲ့မေးခွန်းလေးသင်္กี้လုပ်ကြည့်ပါအောင်ဗျာဘယ်လိုဟာမျိုးတွေတွေ့မလဲသမိုင်းဆိုတာကအခုပြစ္ဆုတ်ပံအကြောင်းအရာလားအတိတ်ကအကြောင်းအရာလားဒါသိတယ်ဗျာနော်အတိတ်ကအကြောင်းအရာအတိတ်ကတော့အကြောင်းအရာဆိုမြတ်စွာဘုရားရှင်အတိတ်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဘာတွေဟောထားလဲဗျာဇာတကအကုန်လုံးသမိုင်းပဲဗျာနော်ဟုတ်လားရှင်တို့ဒါဆိုပေါ်လာပြီပေါ့နော်ဇာတကတွေဆိုအကုန်လုံးပါလေသမိုင်းအကြောင်းအရာတွေဓမ္မပဒတွေမှာသမိုင်းအကြောင်းအရာတွေအများကြီးပါအဲ့တော့သမိုင်းနဲ့ဗုဒ္ဓစာပေတရားလည်းမကင်းဘူးဗျမကင်းပါဘူးဗျအကုန်လုံးအင်းညမညာဖြစ်နေတဲ့နော်အဲ့တော့ဒီလိုဗုဒ္ဓသာသနာသမိုင်းကိုဒီလိုဆက်ပြီးတော့လေ့လာအောင်ပါဗျာအဲ့တော့ဒါလေးဖတ်ပါအောင်ဗျာမြတ်စွာဘုရားရှင်လက်ထက်တော်မှာစ၍ယနေ့တိုင်အောင်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာအလုံးကိုအင်္ဂလိပ်လို history လို့ခေါ်တယ်မြန်မာလိုကျတော့သမိုင်းလို့ခေါ်တော့ဗျာအင်္ဂလိပ်လိုက history ကိုခေါ်တာပေါ့ဗျာသူက might လို့လည်းခေါ်တယ် might ကတော့ဘာနဲ့တူလဲဆိုတော့သူကဒန္တာကြီးပေါ့ဗျာနောက်တစ်ခုအဲ့ဒန္တာကြီးကို legend legend လို့လည်းခေါ်ပါတယ်ဗျာ might legend ဒီလိုမြန်မာစကားကျတော့လေအဲ့ရဝင်ပုံမြင်ဆိုတဲ့ဟာတွေရှိတယ်နောက်တစ်ခါဗဇက်ရာသွင်းဆိုတဲ့ဟာတွေရှိတယ် oral history လို့ခေါ်တယ်အင်္ဂလိပ်လိုဗဇက်ရာသွင်းအဲ့ဒါဒီဗဇက်ရာသွင်းနဲ့ပတ်သက်ပြီးဘာကြားဘူးလဲဗဇက်ရာဆိုရင်ကျန်မော်ဘီဆီယာသိန်းဤဗဇက်ရာသွင်းနော်ရှင်များစာဖတ်တဲ့အလေးချင်းရှိပုံရတယ်မော်ဘီဆီယာသိန်းဤဗဇက်ရာသွင်းဆိုတော့ရွေးတော့ဗဇက်ရာသွင်း oral history ကိုပယ်လို့မရတန်ခါနာသမိုင်းကြပါလာလိမ့်မယ်စရုဒ္ဓတန်ခါနာမှာ oral history ကို oral ကိုပယ်မယ်ဆိုရင် oral tradition ကိုပယ်မယ်ဆိုရင်ဘုရားပြိဋိဘံစံတဲ့အချိန်တတိဘုရားတတ်တော်တရားရှိတဲ့အချိန်ကနေစရုဒ္ဓတန်ခါနာအထိက oral သွားတာဗျနှုတ်ငုံဆောင်တာ oral tradition ခေါ်တယ်နှုတ်ငုံဆောင်တဲ့ခေတ်ဖြစ်ဒါဆိုစရုဒ္ဓကြမှာစပြီးတော့ပေထက်အခရာတင်တယ်ဒါကြောင့် oral ကိုလုံးဝပယ်လို့မရအကုန်လုံးလည်းယုံလို့မရနော်အဲ့ဒါဆိုဒီမှာဒီလိုသင်္ကီပန်းကိုသွားမှာဖြစ်တဲ့အတွက်သမိုင်းဆိုတဲ့ဟာကိုရှင်များတို့ဒီလိုပြောသမျှလက်ခံဖို့မဟုတ်ဘူးဗျာတွေးဖို့ပါဗျာနော်အကျိုးတီးပြောတာဗျာနော်တပည့်တော်ဒီလိုတွေးတဲ့မြင်တဲ့ရှုထောင့်ရတဲ့အချက်လက်တွေကနေရှင်များတို့ဒီလိုဆွေးနွေးမှာဟုတ်ဗျာနော်အဲ့ဒါရှင်များတို့ရဲ့တွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေရတယ်ပြန်ပြီးတော့ဒီလိုဆွေးနွေးဖို့အချိန်တွေလည်းပေးမှာဗျာနော်အဲ့ဒီကြရင်တော့ရှင်များတို့ပြောလို့ရပါတယ်အဲ့ဒါသမိုင်းနဲ့ပတ်သက်ပြီးတော့ရှင်များတို့ဒါအခြေခံအဖြစ်ရသွားပြီဆိုတော့ဒါလေးဖတ်ပါဦးဗျာသမိုင်းဆိုဒီမှာလူသားတို့၏အတိတ်ကာလကိုလေ့လာသောဘာသာရေးဖြစ်သည်စာရေးသားခြင်းကိုတည်ထင်ပြီးသည့်နောက်တွင်သမိုင်းပေါ်လာခဲ့သည်ဟုဆိုသည်ပြန်ပြောင်းပြောဆိုချက်များကိုအသုံးပြု၍ဇတ်တိုက်ဖြစ်ပျက်ခဲ့သောပဉ္စစိတ်သာခြင်းပြုသောသူတေသနာနယ်ပယ်ဖြစ်ကာတခါတရံတွင်အကျိုးအကြောင်းဆက်နွယ်၍ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို
ဓမ္မဒိဋ္ဌံကြကြစုံစမ်းစစ်ဆေးကဆုံးဖြတ်သောပညာရဖြစ်သည်ဆိုတော့တမိုင်းမှာကီးနှစ်ခုပါတယ်ဘာနဲ့ပါပဲစစ်ဆေးခြင်းနဲ့ခွဲခြားစိတ်ရှာခြင်းဆိုတော့ analytical knowledge analysis လို့နောက်ပြီး research သုတေသနတွေလုပ်ဖို့လိုတယ်ဒါတပည့်တော်ကပြောတဲ့အခါတချို့ဘုန်းကြီးတွေကလက်မခံကြဘူးဒီတို့ဘုန်းကြီးတွေရေးတဲ့သမိုင်းကအာဏာချက်ရှိတယ်ပေါ့ဘုန်းကြီးတွေရေးတဲ့သမိုင်းတွေမကောင်းမြန်မာပြည်ရေးတဲ့သမိုင်းတွေအာဏာချက်ရှိဘာဖြစ်လို့လဲဘာဖြစ်လို့ထင်လဲဒီတို့တာနာလင်္ကာရဆရာနောက်နေရင်ဆရာတော်ဦးကောဝိရဘာသာပြန်ထားတယ်ဗုဒ္ဓသာနာသမိုင်းမောင်တော်ဆရာတော်ဘုရားကြီးကပါဠိလိုရေးတယ်ဒီဟိုကဒီဟိုမှုပြန်တယ်အင်္ဂလိပ်ကအင်္ဂလိပ်လိုပြန်ပြီးမှမြန်မာကိုနေဆရာတော်ဘုရားကြီးကဘာသာပြန်လို့မြန်မာလိုဖတ်ခွင့်ရတယ်မောင်တော်ဆရာတော်ဘုရားကြီးရေးတဲ့သာနာသမိုင်းနော်တပည့်တော်ကဆရာတော်ဥအာရိသဝင်တဲ့တပည့်ပြန်စလင်းကြီးထေးလင်ဆိုတော့ဒီလိုဆရာဗုဒ္ဓသာနာသမိုင်းရေးခဲ့တပည့်တော်ကသမိုင်းအဆက်ရှိတယ်ဆရာအသက်ရှိတယ်နော်အဲ့တော့အဲ့လိုလေးလာတဲ့အခါကျတော့ဒီလိုဘာသွားတွေ့ရလဲဆိုတော့ဘုန်းကြီးတွေရေးတဲ့သမိုင်းကစာတဲ့ကစာပဲပြန်ကိုးတာဒါကဘယ်စာကဆိုတယ်ဒါကဘယ်ကျမ်းကဆိုတယ်အဲ့ဆိုစာတဲ့ကဆိုလောက်နဲ့ဘလုံးလောက်ဘူးအဲ့ဒါကိုဒီနေ့ခေတ်ကလက်ခံမှာမဟုတ်ဘူးအဲ့တော့စာတဲ့ရဲ့မြေပြင်ရဲ့ဖြစ်နိုင်ခြေတွေအဲ့ဒါတွေအကုန်တွက်ချက်နောက်တစ်ခါခေတ်ပြိုင်သမိုင်းတွေကိုဖတ်ရတယ်ဟိုအဲ့ဒီခေတ်မှာဒီလိုဗုဒ္ဓသာနာသမိုင်းရေးတဲ့ခေတ်မှာတရုတ်ကျမ်းတွေကဘယ်လိုရေးထားလဲနော်အရှိတောင်အရှာကျမ်းတွေမှာဘယ်လိုပြထားလဲအိန္ဒိယကျမ်းတွေကဘယ်လိုဆိုလဲပေါ့နော်အဲ့ဒါကိုအနောက်မှတ်တမ်းတွေကဘယ်လိုမှတ်တမ်းတင်လဲအဲ့ဒီဗုဒ္ဓနဲ့ခေတ်ပြိုင်ကဘာတွေရှိခဲ့လဲအဲ့ဒါတွေပြီးတော့အကုန်လုံးလိုက်ပြီးတော့စမ်းစစ်ပြီးတဲ့အခါကျတော့ဒါဆိုရင်ဖြစ်တန်စွမ်းရည်ဒါဖြစ်ဖို့အခြေအနေပိုးများတဲ့ဟာအဲ့ဒါကိုယူဆနော်ပြီးရင်ရှင်များတို့မေကွန်းမေးဖို့အခြေအနေရှိပါပြီနော်တပည့်တော်တိုက်ရိုက်ဖြေပေးပါ